အားလုံးပဲမင်္ဂလာပါခင်ဗျာမညကတော့ညီကိုရီအားလုံးသိတဲ့အတိုင်းပဲလန်ဒန်ဒါဘီမှာအနီရောင်လှမ်းသွားခဲ့တယ်အာဆင်နယ်အသင်းကစပါအသင်းကိုစပါရဲ့အိမ်ကွင်းထိသွားပြီးတော့ပေါ့နော် 4-1 ဆိုတဲ့ရလဒ်နဲ့ခိုးပြက်ခြေပြက်အနိုင်ရရှိခဲ့တယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ Victor Yokeres ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Ebriche Eze တို့ရဲ့ show ပွဲဖြစ်ခဲ့ပြီးတော့ Yokeres က2ဂိုးသွင်းပြီးတော့အကောင်းဆုံးခြေစွမ်းပြတော့တယ်လို့ Ebriche Eze ကလည်းသူ့ရဲ့မှာအကောင်းဆုံးပုံစံကိုပထမအကျော့စပါးနဲ့ပွဲစဉ်မှာ hat-trick သွင်းပြီးတော့ရှာဖွေသွားခဲ့တယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းအကောင်းဆုံးပုံစံကိုပြန်ပြီးတော့2ဂိုးသွင်းပြီးတော့ရယူသွားခဲ့တယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အာဆင်နယ်ကလည်းချန်ပီယံဆုအတွက်အကောင်းဆုံးတိုက်ပွဲဝင်နေတဲ့အချိန်စပါးကလည်းနီးပြတဲ့နဲ့ဒါသောမတ်ဖရန်ကိုပြီးခဲ့တဲ့ဘက်လောက်ကမှထုတ်ထားပြီးတော့တန်ဆင်းဆောင်နဲ့စိုးရင်ရေမဲ့ရောက်နေတဲ့အချိန်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်နှစ်သင်းစလုံးက PR တွေကိုစီနဲ့ဒါပေမဲ့အချိန်နေချင်းကမတူဘူးအာဆင်နယ်ကချန်ပီယံဖြစ်ဖို့ရန်အတွက် PR ဝင်နေတာတစ်ဖက်ကစပါးကကျတော့တန်ဆင်းဆောင်အတွက် PR ဝင်နေတယ်ဒီလိုအခြေအနေမျိုးမှာတိုတန်စပါးအသင်းကအာဆင်နယ်အသင်းကိုသူတို့ရဲ့မှာအိမ်ကွန်းမှာပဲရှက်ဖွယ်အရှုံးပေါ့နော်ဒီကိုပြည့်ရုံနဲ့မကဘူးခြေစွမ်းမအရာပါဘာမှရှင်လို့မရပဲနဲ့ရှုံးနေသွားခဲ့တယ်အဲ့တော့ကျွန်တော်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပွဲပြီးသုံးသက်ချက်လေးပြုလုပ်ပေးချင်ပါတယ်အဲ့တော့ပွဲကြောင့်ပြောရမယ်ဆိုလို့ရှိရင်ပွဲကစပြီးတော့ဝင်လာခြင်းကလေးကပရိသတ်တွေကအပြည့်ကွန်းလုံးအပြည့်လုံးဝမနာတဲ့အားပေးနေခဲ့တယ်တော်တန်စပါပရိသတ်တွေရောအာဆင်နယ်ပရိသတ်တွေရောအားပေးနေခဲ့တယ်ဒါပေမဲ့ပရိသတ်တွေဘလောက်ပဲအားပေးနေပါစေတော်တန်စပါအသင်းရဲ့ကစားသမားတွေအဓိကတော့အားလုံးအခြေအနေရတိုက်ဆိုင်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဒေါ်တန်စပါဆိုလို့ရှိရင်အဓိကဒဏ်ရာပြဿနာတွေရုန်းကန်နေရတဲ့အခြေအနေမှာပွဲထွက်လူစင်းမှာဆိုလို့ရှိရင်တော်တော်များများကဘယ်လိုပြောမလဲ Premier League level မှာရှိမနေတဲ့ပလေယာကြီးလို့ကျွန်တော်ထင်တယ်အဓိကတော့ Jaspers တို့ပြပြီးသွားရင်နောက်ခံလူဒီ Dragusin တို့ဒီကစားသမားတွေအဓိကတော့ဆိုးဆိုးဝါးဝါပဲပြီးရင်ဘစ်ဆူမာဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာလုံးဝကို concentration မရှိဘူးအဲ့တော့အဲ့ဒါတွေကပဲဒီနေ့ပွဲစဉ်မှာရှုံးမို့ရန်အတွက်ဖြစ်လာခဲ့တယ်လို့တော့ကျွန်တော်တော့မြင်တယ်တစ်ဖက်ကအာဆင်နယ်ကိုပြောရမယ်ဆိုလို့ရှိရင်စပါးနဲ့ဆက်ညစ်ဘက်အတောင်တုံးဆုံးလူစီရင်တရားပြဿနာတွေကလည်းတော်တော်များများပြန်ပြီးတော့တက်တာလေးလာနေပြီနောက်ခံမှာဆိုလို့ရှိရင်လည်းနောက်ခံလူမှာဆိုလို့ရှိရင်လည်းဒီဟင်ကပီဂါဘရီယယ်ဆလီဘာတင်ဘာအကောင်းဆုံး line up ကွင်းလယ်မှာလည်းsorry ဒီ Rice နဲ့ Subimandi ကိုတွဲခဲ့တယ်ပြီးကျ Ebriche Eze ကိုသူ့ရဲ့နေရာအမှန်ထားပြီးတော့ဒီ Saka ကိုသူ့ရဲ့မှနေရာအမှန်ထားခဲ့တယ်ဒီနေ့ပွဲစဉ်လောက်သွားတဲ့ Arteta ရဲ့မှ plan အရန်ကောင်းတယ်အရန်လည်းကြိုက်တယ်အမှန်တကယ်တော့နီးပြက Ebriche Eze ကိုအစကတည်းကအဲ့လိုမျိုးပွဲထုတ်ရမှာပြီးရင် Saka ကိုသူ့ရဲ့မှအာတန်နဲ့ညာချမ်းကိုပဲထုတ်ရမှာအဲ့ဒါကို Madueke တွေကိုညာချမ်းပို့ပြီးတော့ Saka ကိုအတွင်းထဲတွေထည့်လို့ထည့်ပြီးခဲ့တဲ့ပွဲစဉ်တွေမှာအဲ့တော့ဒါတွေကမဖြစ်သင့်ဘူးဒီနေ့ပွဲစဉ်မှာသူ့ရဲ့မှနေရာအမှန်ဘယ်ကြမှာဆိုလို့ရှိရင်လည်းကျွန်တော်ကမာတီနယ်လီထက် Trossard ကိုပို့ပြီးတော့ပါစေခြင်းနဲ့ Trossard ဒီနေ့ပွဲစဉ်မှာလည်းသူလှုပ်ပြသွားတယ်ပြီးရင်တိုက်စစ်မှုဖြစ်တဲ့ Victor Yokeres ကိုလည်းဒီနေ့ပွဲစဉ်မှာသူသုံးသွားတာလေးကနည်းနည်းလေးထူးဆန်းတယ်ဘယ်ကြမ်း Haspace ပေါ့နော်အဓိကတော့ဘယ်ကြမ်းမှာနည်းနည်းရင်းပြီးတော့ကစားတယ်ဒီအတွင်းထဲတွေကနေ sorry ဒီနောက်ခန့်လို့ရဒိုင်ယာလောင်းဘောတွေတင်တယ်ဘယ်ကြမ်းမှာသူနေရာယူတယ်ပြီးရင်အတွင်းထဲကိုချိုးဝင်ပြီးတော့ကန်ဖို့ကြိုးစားတယ်အဲ့ဒါတွေကအလုပ်ဖြစ်သွားတယ်လို့ပဲပြောလို့ရတယ်ဒါထက်ပိုပြီးတော့ကောင်းတာကတော်တန်ဟော့စပါကိုယ်တိုင်ကဒီသူတို့ဘက်ရက်စားတဲ့အချိန်မှာအမားတွေကျူးလွန်နေတယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်လူစီရဲ့မတောင်းတင်းတာတွေရောပြီးရင်နီးပြနဲ့ကအခုမှစပြီးတော့ထိတွေ့ရတဲ့အထီးအတွေ့ကျပြီးရင်နီးပြရဲ့မှဒီနေ့ပွဲစဉ်မှာ system ကတခုခုတော့လိုနေတယ်လို့ကျွန်တော်ခံစားရတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဗျာညီကိုတို့ဒီပွဲကိုတေချာအယုံစိုက်ကြည့်တဲ့သူတွေဆိုရင်သိလိမ့်မယ်ဒေါ်နယ်စပါအနေနဲ့ဘက်ရက်ကိုလုံးဝတဲလို့မရဘူးလုံးဝကိုလောင်းဘောကန်မယ်ဆိုလို့ရှိရင်လည်းဂိုသမဗီကာရီယိုကန်နာတွေကလုံးဝအဆင်မပြေနေဘူးဗျာဘာနဲ့သွားပြီးတော့တူလဲဆိုရင်ကျွန်တော်တို့ United အသင်းမှာဒီဘယင်နာကန်နာကမှသူ့ရဲ့အကောင်းရင်ကောင်းလိမ့်အောင်မယ်လို့ကျွန်တော်ခံစားရတယ်သူကန်နေရဆိုလို့ရှိရင်ပြိုင်ဘက်နောက်ခံလူတွေစီပဲရောက်တယ်ပေါ့နော်ပြီးရင်လောင်းဘောကန်လိုက်ပြီဆိုလို့ရှိရင်လည်းsecond ball လည်းမကောက်နိုင်ဘူးဒီနေ့ပွဲစဉ်မှာစပါအဲ့တော့အဲ့ဒါတွေကတော်တော်ကြီးကိုဆိုးဆိုးဝါးဖြစ်ခဲ့တယ်ပြီးရင်ပေးလိုက်ရတဲ့ဂိုးတွေမှာဆိုလို့ရှိရင်လည်းဘေးရက်အမားတွေကနေဂိုးပေးလိုက်ရတဲ့ဂိုးတွေရှိတယ်ပေါ့နော်အဓိကပြောရမယ်ဆိုလို့ရှိရင်ပထမဂိုးဆိုလို့ရှိရင်တော့ဆာကာရဲ့ကောင်းတဲ့လက်ထွက်မှုအဲ့ဒါအနေ Jasper ကိုကြော်သွားတယ်ခွာချကနေထည့်ခံလိုက်ရတယ်
အဲ့ဒါကိုပြန်ချိုးပေးတာကို average AZ အဲ့ AZ ကိုအားကိုးရတာဒီလိုနေရာတွေမှာပဲ social ခန့်နေတဲ့အချိန်တွေမှာ तू ကဂိုးရအောင်တွန်းတက်တယ်အဲ့လို player မျိုးအာဆင်နယ်အနေနဲ့လိုအပ်တယ်အာတီတာအနေနဲ့လည်းဒီခောက်ထားတဲ့ player ကိုခောက်ထား3တဲ့ player ကို3တဲ့ပွဲမှာ3အဲ့လိုလုံးမှအဆင်ပြေလိမ့်မယ်အဲ့တော့average AZ ဂိုးသွင်းသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ကလေးကသိလိုက်ပါပြီအာဆင်နယ်ဒီပွဲစဉ်ကနိုင်လောက်တယ်လို့တောင်းတာဖြစ်လောက်တယ်ဘာလို့ဆိုပွဲရအခြေအနေမဟန်မှုစပါးမှာဒါမဲ့မကြဘူး Rice ရဲ့အမားကနေကိုထပ်ပေးလိုက်ရတယ်အဲ့လိုမျိုးအမားတွေကကျန်တဲ့ကောင်းတဲ့အသင်းကြီးတွေတွေ့တဲ့အခါမှာနည်းနည်းအနေရများနိုင်တယ်အာဆင်နယ်အနေနဲ့အဲ့ဒါကိုပြင်ဆင်နိုင်မှုတော့လိုတယ်လို့ထင်တယ် Rice ရဲ့အမားကနေကိုလိုမူအာနီအကောင်းဆုံးအဆုံးသတ်သွားခဲ့တယ်အပြင်းကန်သွားခဲ့တယ်အဲ့တော့1-1ဖြစ်သွားတယ်အဲ့တော့1-1ဖြစ်ပြီးတော့ပထမပိုင်းမှာ1-1ဖြစ်နေရပေါ့နော်ဒုတိယပိုင်းမှာတော့အာဆင်နယ်ကတောက်လျှောက်ဖိပြီးတော့ကစားနေတယ်ကစားရင်းနဲ့မှတင်ပါညာချမ်းအနေဖြတ်တင်ပေးလိုက်တဲ့အလုံးကို Vitorius အလယ်မှာထိန်းပြီးတော့မှသူ့ရဲ့မှပုံစံတိုင်းပဲညာချီနဲ့အပြင်းကန်သွားတယ်ဒီနေ့ပွဲစဉ်မှာ Vitorius ကသူ့ရဲ့မှပုံစံအမှန်ကိုပြန်ရခဲ့တယ်သူ့ရဲ့မှကန်ချက်တွေလည်းအရန်ကောင်းတယ်Yogias ကအဲ့လိုပဲဗျာ तू ကဟိုတိုက်စစ်မှုလို့မျိုး तू ကနေရာယူတဲ့ player မျိုးမဟုတ်ဘူးဗျာ तू အဲ့လိုမျိုး လိုက်ပြီးတော့လှုပ်နေတဲ့ player ပြီးရင်သူ့ရဲ့မှာ kit power အပြင်းနေနဲ့ကန်တက်တဲ့ player မျိုးဖြစ်တယ်ဒါကြောင့်မလို့နီးပြအနေနဲ့လဲသူ့ရဲ့မှာ player quality ကိုအကောင်းဆုံးအသုံးချသင့်တယ်လို့ကျွန်တော်တော့ထင်တယ်အဲ့တော့တင်ပါဖြတ်တင်ပေးလိုက်တယ်လူချစ်ပဲဘယ်သူမှမရှိဘူးရှေ့မှာပိတ်ထားရတဲ့သူလည်းမရှိဘူးအဲ့တော့ Vitorius ကအကောင်းဆုံးကန်တယ်အပြင်းပဲဒုံကနေပဲဝင်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲတကွန်းလုံးကညံပြီးတော့အာဆင်နယ်အသင်းအနေနဲ့ဒါအကောင်းဆုံးခြေစွမ်းနေပြန်ရနေပြီဆိုတာကိုခံစားခဲ့လိုက်ရတယ်ပြီးတော့ရင်တတိယကိုကတော့စပါးရဲ့ခံစစ်အမှားပါအဲ့တော့စပါးရဲ့နေပွဲစဉ်မှာတခြားလုံးမှားနေရဗျအဲ့ဒီဘဲရဲမှာဆိုလို့ရှိရင်တို့နောက်ကနေကိုရှေ့ကိုမရောက်ရှေ့ကိုမဟုတ်ကွင်းလေကိုမရောက်တာဗျစပါးအဲ့တော့ဘဲတက်ကနေဘလို့မှားတယ်လဲဆိုလို့ရှိရင်ဒီပါလေကွင်းလျံနေပြတ်သွားတယ်ဘောလုံးပြတ်သွားတဲ့အချိန်ဒရာဂူဆန်ဘောလုံးရတယ်အဲ့ဒီဘောလုံးကိုဗျာဒရာဂူဆန်ကညာကိုပေးလဲရတယ်ဗျာဒါမှမဟုတ်လောင်းအရှိကိုကန်တင်လိုက်လဲရတယ်အဲ့ဒါကိုမကန်မဲနဲ့ကွင်းလျံကိုပြန်ထိုးပြီးတယ်အဲ့ဒီအချိန်မှာဘစ်ဆူမာကပြန်ပြက်ပြီးတော့စာကာစီထိုးပြီးတယ်စာကာကန်တဲ့အလုံးကိုမက်ကီဗန်ဒီဗန်အကောင်းဆုံးဘလော့ဖို့စူးစမ်းသေးတယ်ဒါပေမဲ့ပါလင်ဟာနဲ့ပြန်ထိပြီးတော့ထွက်လာတဲ့အလုံးမှာ average AZ ကအကောင်းဆုံးအဆုံးသတ်ပြီးတော့3-1ဖြစ်တယ်3-1ဖြစ်တဲ့အချိန်မှာတော့ဒါအနိုင်သေးချာသွားခဲ့ပြီအဲ့တော့sorry အဲ့3-1နဲ့မတိုင်ခင်မှာစပါးကအခွင့်အရေးတစ်ချိန်ရသေးတယ်အဲ့တော့အဲ့ဒီအလုံးကိုလိုမူအာနီနည်းနည်းလေးတွန်းလိုက်တယ်ဆိုပြီးတော့ကိုမပေးခဲ့ဘောနော်မဟုတ်လို့ရှိရင်အဲ့ဒီအချိန်မှာ2-2ဖြစ်သွားနိုင်ကြတော့ရှိသေးတယ်အဲ့ဒီအလုံးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်လည်းပရီးမီးယားလိဂ်ထိုင်တွေကဘယ်အသင်းကိုဖတ်လိုက်တယ်လို့တော့မရှိဘူးအသင်းတိုင်းကိုအဲ့လိုမျိုးလုံနေတာပဲဗျာပြောမှဆိုလို့ရှိရင်ဟိုပွဲစဉ်မှာဂိုးပေးခြင်းပေးတယ်ဒါပေမဲ့ဒီပွဲစဉ်မှာပေးခြင်းမပေးတာဒိုင်းတွေကကြောင်နေပရီးမီးယားလိဂ်ကအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီအလုံးကလည်းပေးခြင်းတော့ပေးလို့တော့ရတယ်ဒါပေမဲ့မပေးလို့လည်းဖြစ်တဲ့အနေအထားမှာရှိတယ်အဲ့ဒီအချိန်မှာမပေးခဲ့ဘူးပေါ့နော်ဘာလဲတော့မသိဘူးနျူကာဆယ်နယ်ပွဲမှာတော့နျူကာဆယ်ဘက်ကိုပေးလိုက်တယ်ထင်တယ်အဲ့ဒါကျွန်တော်နည်းနည်းမေ့နေပြီပေါ့နော်ထားပါတော့ဒါပေမဲ့အဲ့ဒီကိုပေးလိုက်ရခြင်းမပေးလိုက်ရခြင်းနဲ့မဆိုင်ဘူးစပါးရဲ့ကစားမှုဒီနေ့ပွဲစဉ်မှာလုံးဝကိုနိုင်စရာအကြောင်းတော့မရှိဘူးလို့ကျွန်တော်ကတော့ထင်တယ်ပြီးရင်တတိယကိုအမှ3-1ဖြစ်သွားတယ်ပေါ့နော်တတိယကိုပြီးသွားတော့လုံးဝအာဆင်နယ်ကစားလုံးဝဒီကျသွားတယ်ကစားကျသွားတယ်ဆိုမှပဲသူတို့ရဲ့တိုက်စစ်ကစားပုံကကောင်းနေသေးပဲချင်းချောက်မှုတွေရှိနေသေးပဲအဓိကစပါးကဂျက်စပန်ကဘယ်ချမ်းမှမှားလို့တယ်အားမရသေးဘူးညာချမ်းမှာထပ်ပြီးတော့မှားသေးတယ်အဲ့မှားလိုက်တဲ့အချိန်မှာဒီမာတီအိုဒီကဘောလုံးရသွားတယ်ရောက်သွားပြီးတော့ Vitorius ကိုပြေးလမ်းကြောင်းနဲ့အသာလေးထည့်ပေးလိုက်တယ်အဲ့ဒီအချိန်မှာ Vitorius ကအပြင်းကန်ပြီးတော့ 4-1 နဲ့အဆုံးသတ်သွားခဲ့တယ်အဲ့တော့လန်ဒန်မျိုးကြီးတစ်မျိုးလုံးကိုလည်းအနီအောင်နဲ့ဒါဖုံးလွှမ်းသွားစေခဲ့တယ်လို့လည်းပြောလို့ရပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်ခြေစွမ်းကိုကြည့်ရမယ်ဆိုလို့ရှိရင်စပါးကတော့တော်တော်လေးကိုစိုးဝါးနေတယ်စိုးဝါးနေတဲ့အခြေအနေကဘယ်လိုပြောရမလဲတစ်ဖက်ကပြိုင်ဘက်ကအာဆင်နယ်ဖြစ်တာလဲပါကောင်းပါလိမ့်မယ်နောက်တစ်ဖက်ကသူတို့ဘယ်ဒါစားတဲ့အခြေအနေမှာကိုပဲတော်တော်လေးကိုဆိုးဝါးဖြစ်နေတာပါပြီးရင် quality player တွေလည်းသူတို့မှာမရှိဘူးအဓိကတော့သူတို့မှာ quantity လို့ခေါ်တဲ့အရေးအတွက်ပဲရှိတာဗျအရေးချင်းတွေရှိမနေဘူးအဓိကတော့ကွင်းလယ်မှာပစ်ဆူမာတို့ပပစ်စာတို့ဇာဗီဆိုင်ဝန်ဆိုလို့ရှိရင်လည်းဘာတွေလုံးနေမှမသိဘူးဘော်ကယ်ရီစ်လုံးတယ်ဒါပေမဲ့ဘလော့ခံရတယ်အမြဲတမ်းဖြက်လူခံရတယ်ပြီးတော့ Jaspan လည်းဘာမှ
မင်းကလုတ်ပြနိုင်ခြင်းမရှိဘူးကိုလိုမူဝါနီတယောက်လောက်ပဲယုံနေတာဗျာပြီးရင်နောက်မှဆိုလို့ရှိရင်လဲမက်ကီဖန်ဒီဗန်တယောက်လောက်ပဲအားကိုးရတာဒရာဂူဆင်ကလည်းဟိုပရီးမီးယားလိဂ်လည်းပဲအဆင့်တန်းမျိုးမဟုတ်ဘူးပါလင်ညာကလည်းသူ့ရဲ့မှနေရအမှန်မဟုတ်တော့ဒါအဆင်မပြေနေဘူးပေါ့နော်ပြီးအာချီဂရေးဆိုလို့ရှိရင်လည်းသူ့ရဲ့မှနေရအမှန်မဟုတ်ဘူးရိုက်ဝင်းဆန်ဆန်ကစားနေရတယ်အဲ့တော့ဘလုံးမအဆင်မပြေဘဲနဲ့နောက်ဆုံးမှလက်မြောက်အရှုံးပေးခဲ့ရတယ်အဲ့တော့အာဆင်နယ်အကြောင်းပြောရမယ်ဆိုလို့ရှိရင်သူတို့အနေနဲ့နိုင်ထိုက်တဲ့ပွဲစဉ် bounce back လုပ်ရမယ့်ပွဲစဉ်မှာအကောင်းဆုံးပြန်လာနိုင်ပြီးတော့ Man City ကိုထပ်ပြီးတော့ pressure ပေးလိုက်ပြီးသူတို့ကအဲ့တော့အာဒီတာအတွက်လည်းထပ်ပြီးတော့ pressure လည်းထပ်ရော့သွားတယ်ပြီးတော့ဂိုးလည်းပြတ်ခဲ့တယ်ဆိုတော့ဗျာ title race အတွက်ကသွင်းဂိုးတွေဟာလည်းအရေးကြီးတယ်ဒါကြောင့်မလို့ Arsenal အတွက်ကတော့လုံးဝကိုအဖိုးတန်နိုင်ပွဲတစ်ပွဲလို့တော့ကျွန်တော်တော့ထင်တယ်အဲ့ဒီနိုင်ပွဲထက်ကိုပို့ပြီးတော့ကောင်းတဲ့မျှော်လင့်ချက်တွေပေးစွမ်းနိုင်လိမ့်မယ်လို့လည်းကျွန်တော်ကတော့ယုံကြည်ထားတယ်နောက်လာမယ့်တစ်ပတ်မှာလည်း Chelsea နဲ့ London Derby ထပ်ကန်ရအောင်မှာအဲ့ဒီပွဲစဉ်အတွက်ဒါ Arsenal အတွက်ဒါခွင့်အားတွေရမှာပေါ့ဗျာနော်အဲ့တော့တစ်ဖက်က City ကလည်းနောက်ကနေတောက်လျှောက်ဖိအားပေးနေတဲ့အချိန် City ကနောက်ဘက်မှာ Leeds United နဲ့တွေ့မှာဆိုတော့သူတို့အတွက်အရင်ကြီးခက်ခဲနိုင်ကြတော့မရှိဘူးဒါပေမဲ့ Arsenal ကကိုယ့်အလုပ်ကိုကောင်းကောင်းလုပ်ထားဖို့လိုတယ်နိုင်တဲ့ထက်တဲ့ပွဲစဉ်မှာအခုလိုမျိုးနိုင်အဲ့တော့ဟိုတကိုးသွင်းကိုတကိုးရပြီဆိုတာနဲ့ဗျာဘောလုံးကြီးကိုသိရမလားနောက်မှာပဲစိန်ပြီးတော့ကစားမနေနဲ့2ဂိုး3ဂိုးအဲ့လိုမျိုးဇက်တိုက်ဂိုးတွေရယူထားမှာအနည်းဆုံးတော့ဗျာ2ဂိုးလောက်တော့ရထားမှာ Arsenal အသင်းအတွက်ဒါစိတ်ချရမယ်လို့တော့ယုံကြည်ထားတယ်အဲ့ဒါဆိုလို့ရှိရင်တော့ Arsenal ဒီမှာ Champion မဖြစ်နိုင်တဲ့အကြောင်းဘာမှတော့မရှိဘူးကျွန်တော်ထင်တယ် Arsenal နဲ့ Man City နဲ့တွေ့ဆုံမဲ့ဟိုဗာလဲအဲ့ဒီဟက်မှာတွေ့မဲ့ပွဲကဒီယာဒီချန်ပီယံဖြစ်ဖို့ရန်အတွက်အလှည့်အပြောင်းဖြစ်သွားလိမ့်မယ်လို့ကျွန်တော်တော့ထင်တယ်ညီကိုတို့ကဘယ်လိုထင်ကြလဲကိုယ့်အမြင်လေးတွေကို comment မှာဝင်ရောက်မှတ်ချက်ရေးပေးခဲ့ကြပါဦးဒီနေ့ပွဲစဉ်မှာကျွန်တော်ချီကျူးကျင်တဲ့ player လေးတွေလည်းရှိပါတယ်အဲ့ဒါတွေကတော့ Peter Rogias ကျွန်တော်ယာဒီအစအသိမကြိုက်ဘူးဘလိုကြီးကစားနေတယ်မသိဘူးဆိုပြီးဝေဖန်ခဲ့တယ်ဒါပေမဲ့ယာဒီအနောက်ပိုင်းမှာသူ့အနေနဲ့အကောင်းဆုံးပုံစံတွေရနေခဲ့တယ်အကောင်းဆုံးပုံစံတွေလုပ်ပြနေခဲ့တယ်အဲ့တော့ဒါလည်းကစားသမားအတွက်လည်းဒါယုံကြည်မှုတွေတိုးတက်စေပါတယ်ပေါ့နော်နောက်ထပ်တစ်ယောက်ကတော့ Average AC သူ့အနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာဒီခြေစွမ်းတွေပျောက်နေတယ်သိရမလားအဲ့တော့ဝေဖန်ခံနေရတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာသူကအကောင်းဆုံးကဲတင်သွားခဲ့ပြန်ပါပြီနောက်ထပ်ကတော့ကျွန်တော်ကိုသမားရာယာပေါ့နော်ရာယာကလည်း3-2ဖြစ်နိုင်တဲ့အလုံးတစ်လုံးကိုသူဂိုးလိုင်းပေါ်ကနေ clear လုပ်သွားခဲ့တယ်ကောင်းပါတယ်ဘယ်လိုပဲဖြစ်ဖြစ်Arsenal တွေအားလုံးကပေးဆက်ပြီးတော့ကစားနေခဲ့ကြတာပဲတခုပဲရှိတဲ့နီးပြအနေနဲ့နောက်လာမယ့်ပွဲစဉ်တွေမှာလည်းဒီမှန်နေတဲ့ system ဒီမှန်နေတဲ့ပုံစံတိုင်းပဲပေါ်ထွက်တဲ့နယ်လို့တော့ကျွန်တော်ကတော့ဒါကျွန်တော်ရဲ့တကူရေးတခါရယုံကြည်ထားတယ်ညီကိုတို့ကရောဘယ်လိုမြင်လဲကိုယ့်ရဲ့အမြင်လေးတွေကိုလည်း comment မှာရေးခဲ့ကြပါဦးကြည့်ရှုအပ်ပေးခဲ့တဲ့ညီကိုတယောက်ရှင်းနေကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ